ရက်ရက်ပြိုင်ဖက်ထိုးလိုက်တဲ့ဘောလုံးကကျင်းထဲမဝင်ခဲ့ပါဘူး။ဒါကြောင့်ဂျက်ကသူအနိုင်ရဖို့တေချာပြီလို့ထင်သွားပြီးပျော်သွားပါတယ်။ဒါပေမဲ့ဂျက်ထိုးလိုက်တဲ့ဘောလုံးကအနက်ရောင်ဘောလုံးနောက်မှာကွယ်ပြီးရောက်သွားပါတယ်။အနက်ရောင်ဘောလုံးကိုကျော်ပြီးပန်းရောင်ဘောလုံးကိုထိုးဖို့ကဂျက်အတွက်မျှော်လင့်ချက်မရှိတော့ပါဘူး။ဂျက်ကတော့အရှုံးမပေးချင်ပါဘူး။ဂျက်ကဘောလုံးဖြူရဲ့ရှုထောင့်မျိုးမျိုးကိုလေ့လာလို့နေပါတယ်ခဏကြာတော့ဂျက်ကစပွဲပတ်လည်မှာထူးထူးဆန်းဆန်းတွေလုပ်နေပါတော့တဲ့သူ့ရဲ့ပြိုင်ဘက်ကဂျက်တယောက်ပလက်ကျွတ်သွားပြီလို့ထင်သွားပါတယ်ပရိသတ်တွေကလည်းဂျက်တယောက်ရှုံးနေတော့မယ်လို့ယုံကြည်သွားကြပြီးတချို့ကထပြန်သွားကြပါတယ်ဂျက်ကတော့လုံးဝဂရုမစိုက်ပါဘူးဂျက်ကယုံကြည်မှုအပြည့်နဲ့တနအီလျင်ကီလိုမီတာ90လောက်နဲ့ဘီလီရဲ့စပွဲပေါ်ခုန်တက်လိုက်ပြီးအဖြူရောင်ဘောလုံးကိုထိုးချလိုက်ပါတယ်ဘောလုံးကောက်ဝေးဝိုက်သွားပြီးပန်းရောင်ဘောလုံးကိုကျင်းထဲကျသွားပါတယ်ပြိုင်ဖက်နဲ့ပရိသတ်တွေကလည်းအံ့ဩပြီးလက်ခုပ်တွေတီးကြပါတော့တဲ့နောက်ဆုံးတော့ဂျက်ကချန်ပီယံဖြတ်သွားပါတယ်ဇက်ကားရဲ့နာမည်ကတော့1991မှထွက်ရှိခဲ့တဲ့ Legend of Dragon ဖြစ်ပါတယ်ဇက်ကားကောင်းလေးတွေကိုအမြဲတမ်းတင်ဆက်ပေးပါမို့ like and subscribe လုပ်ခဲ့ကြပါဦးခင်ဗျ